ကျွန်တော်မှာအလွန်ထူးဆန်းတဲ့မော်အိုးလေးတစ်လုံးရှိပါတယ်။အဲ့ဒီအိုးလေးကိုဘာပစ္စည်းပဲထည့်ထည့်ထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။အစစ်နဲ့ဝိညာဉ်ကြောက်တုံးတစ်လုံးကိုထည့်လိုက်ရင်အစစ်မြင့်ဝိညာဉ်ကြောက်တုံး30တုံးဖြစ်ပြောင်းလဲပေးပါတယ်။တာမန်ဝိညာဉ်တတိတစ်လုံးကိုထည့်လိုက်ရင်ကောင်းကင်ဘုံဝိညာဉ်တတိအဖြစ်ပြောင်းသွားပါတယ်။အစစ်မိစ္ဆာသားရဲတစ်ကောင်ကိုထည့်လိုက်ရင်အစစ်ကိုနတ်ဖျားသားရဲအဖြစ်ချက်ချင်းအစစ်တက်သွားပါတယ်။ဒါပေမဲ့ကျွန်တော်ဒါနဲ့တည်းမကျင်းတဲ့သေးပါဘူးကျွန်တော့စိတ်ထဲမှာရဲတင်းတဲ့အတွေ့တစ်ခုပေါ်လာတယ်။ငါကိုယ်တိုင်ကဒီအိုးလေးကိုခုံဆင်းလိုက်ရင်ငါရဲ့အယိုးစစ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးအကုန်ပြောင်းလဲပြီးအစွမ်းထက်သွားမလားဆိုတာပါပဲ။အခုလောလောဆယ်မှာတော့ကျွန်တော်ဟာကျင်ကြံချင်းအဆင့်နဲ့ပဲရှိသေးတဲ့အောက်ခြေတစ်ပည့်တစ်ယောက်ပါအခြေခံအသက်ပညာတွေကိုတောင်တေချာမတက်သေးသလိုအားနည်းဆုံးသားရဲတစ်ကောင်နဲ့တွေ့ရင်တောင်အသက်လူပြီးထွက်ပြေးနေရတဲ့သူပါ။ဒါကြောင့်ဘေးကင်းအောင်လို့ကျွန်တော်ဟာတက်ရှိတတော်တွေကိုအိုးထဲထည့်ရင်ဘာဖြစ်မလဲဆိုတာအရင်စမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်တာမန်ပရွက်စိတ်တစ်ကောင်ကိုဖမ်းပြီးမော်အိုးထဲထည့်လိုက်ပါတယ်အိုးထဲကနေအနီရောင်လင်းတန်းတွေထွက်လာပြီးပရွက်စိတ်ရဲ့ခန္ဓာကိုယ်ဟာတစ်ဆက်လောက်ကြီးမားလာကမီးတောက်လိုအနီရောင်ဖြစ်ပြောင်းသွားပါတယ်အိုးရဲ့မျက်နှာပြင်မှာစာသားတွေပြပေါ်လာတယ်မီးဝိညာဉ်ပရွက်စိတ်အဆင့်ဝိညာဉ်တတော်မီးတဲ့အစွမ်းရှိပြီးကိုက်မိပါကမီးလောင်တကယ်တော့ပြင်းထန်စွာပူလောင်စေသည်ကျွန်တော်တကိုင်းလေးနဲ့တွားလို့ကြည့်တဲ့အခါအဲ့ဒီပရွက်စိတ်ကပြန်ကိုက်လိုက်တာကြောင့်တကိုင်းတစ်ခုလုံးမီးတောက်သွားပါတယ်ဒါဟာတကယ်ကိုအံ့ဩစရာပါပဲနောက်ထပ်စမ်းသပ်မှုအနေနဲ့စိမ့်ဆူနေတဲ့ခူကောင်တစ်ကောင်ကိုထည့်လိုက်ပြန်ပါတယ်ဒီတစ်ခါမှာတော့ခရမ်းရောင်လင်းတွေထွက်လာပြီးခူကောင်ဟာခရမ်းရောင်အစိတ်ခူကောင်ကြီးအဖြစ်ပြောင်းလဲသွားပါတယ်ခရမ်းစိတ်ခူအဆင့်ဝိညာဉ်တတော်ပြင်းထန်သောအစိတ်ရှိပြီးကျင်ကြံခြင်းအဆင့်နဲ့သူများထိမိပါကချက်ချင်းတည်ဆုံနိုင်သည်ဒီလိုနဲ့တက်ရှိတတော်တွေကပါအဆင့်မြင့်တင်ပေးနိုင်တဲ့ဒီမော်အိုးရဲ့စွမ်းအားကိုကျွန်တော်အတည်ပြုနိုင်ခဲ့တယ်ကျွန်တော်ဟာအစိတ်ခူကောင်ကိုအိုးထဲကနေတကိုင်းလေးနဲ့အသားရကော်ထုတ်ပြီးအပြင်မှာနင်းချတက်လိုက်ပါတယ်ခူကောင်စီကထွက်လာတဲ့အစိတ်ရည်တွေဟာမြေကြီးပေါ်မှာအပေါက်ငယ်လေးတစ်ခုဖြစ်သွားတဲ့အထိစွမ်းအားပြင်းတာကိုတွေ့ရပါတယ်ဒါကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာယုံကြည်ချက်တစ်ခုရလာတယ်လူတစ်ယောက်သာဒီအိုးထဲကိုဝင်သွားရင်တကယ်ကိုအစွမ်းထက်တဲ့အပြောင်းလဲတွေဖြစ်လာမှာအသေးချာပဲဒါပေမဲ့စိုးရိမ်စိတ်လည်းရှိနေပါသေးတယ်အစွမ်းထက်တဲ့ကျင်ကြံချင်းလားလာတွေရလာမလားဒါမှမဟုတ်လူမဟုတ်နတ်မဟုတ်တဲ့မိစ္ဆာကောင်ကြီးဖြစ်သွားမလားဆိုတာမသေးချာပါဘူးဒါပေမဲ့တစ်သက်လုံးအောက်ခြေလူရန်စားအညံ့စားလေးအဖြစ်နေသွားရမယ့်အစာမိစ္ဆာကောင်ဖြစ်သွားတာကမှတော်ဦးမယ်လို့တွေးပြီးကျွန်တော်ဟာအသက်ကိုပြင်းပြင်းရှူကမော်အိုးထဲကိုအားရပါရခုန်ဆင်းလိုက်ပါတယ်အိုးထဲကိုရောက်ရောက်ချင်းမှာပဲနှွေးထွေးပြီးအားကောင်းတဲ့စွမ်းရည်တွေကကျွန်တော်တို့ကိုယ်လုံးကိုလွှမ်းခြုံသွားပါတယ်ခန္ဓာကိုယ်ကနေရွှေရောင်လင်းတန်းတွေထွက်လာပြီးအယိုးစစ်တွေဟာလည်းအတန်ကြီးအောင်ပြောင်းလဲလာပါတယ်ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုဟာမျက်စိရှိတင်တိတိတတာတိုးတက်လာခဲ့ပါတယ်။အိုးရဲ့နေရာမှာလည်းအဆင့်မြင့်တင်မှုအခြေအနေတွေတစ်ခုပြီးတစ်ခုပေါ်လာပါတယ်။ဝိညာဉ်အမြင့်အဆင့်မြင့်တင်ခြင်းတွေကြောင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံပြောင်းလဲခြင်းနောက်ဆုံးမှာတော့အိုးနေရာမှာရွှေရောင်စာလုံးကြီးလေးလုံးထင်းထင်းရှားရှားပေါ်လာပါတယ်။ကောင်းကင်ဘုံအာနာရှင်ခန္ဓာကိုယ်ဒီလိုထူးခြားတဲ့ပြောင်းလဲမှုကြောင့်အလင်းတန်းကြီးဟာအိမ်ကောင်မှုကိုဖောက်ထွက်ပြီးကောင်းကင်အထိတောက်ကသွားပါတယ်။မကောင်းတော့ဘူး။ဒီလောက်ထိတိတာတဲ့အလင်းတန်းကိုတယောက်ယောက်သာမြင်သွားရင်ငါမှရှိတဲ့ယတနာအကြောင်းသိသွားပြီးအသက်ခံရနိုင်တယ်လို့တွေးမိတာနဲ့ကျွန်တော်ဟာချက်ချင်းပဲအဆင့်မြင့်တင်မှုကိုရပ်တန့်လိုက်ပါတယ်ပြီးနောက်မော်အိုးကိုတင်းငယ်သွားအောင်လုပ်ပြီးခန္ဓာကိုယ်ထဲမှာလုံခြုံစွာသိသိလိုက်ပါတယ်အပြင်ကိုအမြန်ထွက်ပြီးအိမ်ကောင်မှုပေါ်ကနေပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တဲ့အခါမှာတော့တော်သေးတာကဘယ်သူမှသတိမထားမိသေးပါဘူးကျွန်တော်အသက်ပြင်းပြင်းရှူပြီးစိတ်လှုပ်ရှားစွာနဲ့ပြုံးလိုက်မိပါတယ်ကောင်းကင်ဘုံအာနာရှင်ခန္ဓာကိုယ်ဆိုတာဒဏ္ဍာရီလားအစွမ်းထက်ဆုံးခန္ဓာကိုယ်အမျိုးအစားတွေကတခုပါဒီလိုခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားရင်ကျင်ကြံခြင်းအရှိန်ဟုန်ဟာတာမန်ထက်အစပေါင်းများစွာပုံမြန်တယ်လို့ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုကလည်းဘယ်သူနဲ့မှမနိုင်ရှင်နိုင်အောင်အစွမ်းထက်မှာပါစောစောကသာအလင်းတန်းကြောင့်ကြောက်ပြီးမထွက်လာခဲ့ရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာအမြင့်ဆုံးအဆင့်ဖြစ်တဲ့တန့်စင်သောနတ်ဖျားခန္ဓာထိတောင်ရောက်သွားနိုင်တာပါဘာပဲဖြစ်ဖြစ်အခုရရှိထားတဲ့အခြေအနေဟာလည်းကျွန်တော်အတွက်တော့ကောင်းကင်ကပေးတဲ့ဆုလက်ပါပဲခန္ဓာကိုယ်အဆင့်မြင့်တင်ပြီးနောက်ကျွန်တော်ပျော်ရွှင်နေပေမဲ့ချက်ချင်းပဲစိတ်ကိုပြန်ထိလိုက်ပါတယ်တစ်ပင်ကမြင့်ရင်လေတိုက်ခံရစားမြဲပဲဆိုတဲ့စကားအတိုင်းကျွန်တော်ရဲ့ကောင်းကင်ဘုံအာနာရှင်ခန္ဓာကိုယ်အကြောင်းကိုသာတခြားသူတွေသိသွားရင်မနာလိုသူတွေရဲ့ရန်ကိုခံရနိုင်တယ်လို့မော်အိုးရဲ့လှုပ်ဝက်ချက်လည်းပေါက်ကြားသွားနိုင်ပါတယ်ဒါကြောင့်အခုလောလောဆယ်မှာတော့ကျွန်တော်ဟာအစွမ်းတွေကိုဖုံးကွယ်ထားပြီးအတာတကြီးပဲဆက်လက်ကျင်ကြံဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ဦးထဲမှာအစင်းမြင့်တင်ထားတဲ့ဝိညာဉ်တတိတွေကိုစားပြီးတရားထိုင်ကြအင်ကြလိုက်တဲ့အခါ2နာရီလောက်တွင်းပါတယ်ခန္ဓာကိုယ်ထဲမှာစွမ်းရည်တွေပြည့်စုံလာပြီးကျင်ကြံခြင်းအဆင့်2ရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိသွားပါတယ်ဒီနှုန်းတိုင်းဆိုရင်မနေ့ဖြန်မှာအဆင့်3ကိုချက်ချင်းတက်လန်းနိုင်တော့မှာပါနောက်တစ်နေ့ညနေဆောင်မှာတော့ကျင်ကြံခြင်းကိုအထောက်အကူပြုဖို့ဝိညာဉ်တတိတွေထပ်ကူဖို့ channel ကိုတွားခဲ့ပါတယ်ဒါပေမဲ့ channel ဝင်းထဲကိုရောက်တဲ့အခါကျန်းဟူဆိုတဲ့လူမိုင်းနဲ့သူ့တပည့်တွေနဲ့ထိတ်တိုက်တိုးပါတော့တယ်ကျန်းဟူဟာပုံမှန်ကလေးကလက်အောက်ငယ်သားတွေကိုနိုင်ထက်စီးနေလို့တက်သူပါကျန်းဟူကကျွန်တော်စီမှာရှိတဲ့အဆင့်မြင့်ဝိညာဉ်တတိတွေကိုအတင်းအဓမ္မတောင်းဆိုပါတယ်ငါတို့လည်းပစက်ရနေတာနဲ့မင်းစီကတတိလေးတွေလာမြည်ကြည့်တာလို့သူကပြောပေမဲ့တကယ်တော့ကျွန်တော်ကိုအကွက်စင်နှိမ့်ဆက်ချင်တာပါကျွန်တော်ကအကိုကြီးဟူဂိုင်းကပေးတဲ့တတိတွေကအဆင့်နှိမ့်တွေပါအများကြီးစားရင်ကျင်ကြံခြင်းအတွက်မကောင်းပါဘူးလို့ချုံမုတ်ပြောဆိုပေမဲ့ကျန်းဟူကဒေါသတကြီးနဲ့ကျွန်တော်ဘောက်ကိုအားရပါရရိုက်ချလိုက်ပါတယ်သူဟာကျင်ကြံခြင်းအဆင့်3ရှိတဲ့သူမို့သူ့ရဲ့လက်ချက်ကတော်တော်လေးပြင်းထန်ပါတယ်ကျွန်တော်ပါဇက်ကနေသွေးတွေစီးကြလာပြီးဒေါသတွေလည်းတောက်လောင်လာပါတယ်ကျွန်တော်သူ့ကိုပြန်ပြီးထိုးနှက်တက်ဖြတ်ခြင်းစိတ်တွေပြင်းထန်နေပေမဲ့အခုလောလောဆယ်မှာအစွမ်းမသာသေးတာကိုသိပါတယ်ကျန်းဟူကအဆင့်3ဖြစ်တယ်လို့သူ့ဘေးကတပည့်တွေကလည်းအဆင့်2တွေ့ကြီးပါပဲအခုချိန်မှာပြန်ချရင်ကျွန်တော်အတွက်ဘာမှအကျိုးမရှိနိုင်တာကြောင့်ဒေါသကိုမျိုးသိပ်ပြီးအကိုကြီးဟူကျွန်တော်တောင်းပန်ပါတယ်အခုပဲတတိတွေတွားကူပေးပါမယ်လို့ပြောပြီးခေါင်းငုံတီးခံလိုက်ရပါတော့တယ်ကျန်းဟူကနှာခေါင်းတစ်ချက်ရှုံပြီးကျွန်တော်ရဲ့ကြောကုန်းကိုခြေထောက်နဲ့တစ်ချက်လမ်းကန်လိုက်တယ်ပြီးတော့သူကမြ мян လှုပ်ဆန်းပါအချိန်ဆွဲမနေနဲ့ငါတို့စားဖို့တတိတွေအချိန်မီမရရင်မင်းကိုကောင်းကောင်းကြီးပညာပေးရလိမ့်မယ်လို့ရေမောပြီးအော်ပြောသွားတယ်ကျွန်တော်ကြောပြင်ကနာကျင်မှုကိုအောက်ဝဲတိခံပြီးဖြည်းဖြည်းချင်းထွက်လိုက်တယ်ရင်ထဲမှာတော့နာကျင်မှုတွေအပြည့်ပါပဲကြအင်းကြံချင်းလောကဟာတကယ်ကိုအားကြီးသူကအားနည်းသူကိုနှိမ့်ဆက်တဲ့လောကပဲလို့ကျွန်တော်နားလည်သွားတယ်ခိုင်းထဲမှာတော့အင်အားမရှိရင်ဒီလိုနိုင်ချင်းခံနေရတာအပြင်လောကဆိုရင်ဘယ်လောက်တောင်ရက်ဆက်ကြမ်းတမ်းမလဲလို့ကျွန်တော်မတွေးရဘူးဒီနေ့ကျွန်တော်ခံစားခဲ့ရတဲ့အဆက်ကွဲမှုတွေကိုရင်ထဲမှာမှတ်ထားလိုက်တယ်တနေ့ကျရင်ဆယ်ဆအစတရားပြန်ပေးဆက်စေရမယ်ကျွန်တော်တတိ channel ကိုအမြန်ပြေးဝင်သွားပြီးအလက်စားဝိညာဉ်တီအလုံး45ဆက်လောက်ကိုအိတ်ထဲထည့်ပြီးသူတို့စီသွားပေးလိုက်တယ်ကျန်းဟူကအိတ်ကိုယူပြီးကျင်းတဲ့အပြုံးနဲ့မင်းတီတတာပဲကဲညီကိုတို့သွားကြဆိုနောက်မှထက်လာခဲ့မယ်လို့ပြောပြီးထွက်သွားကြတယ်ကျွန်တော်သူတို့ထွက်သွားတာကိုအေးဆက်တဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်တစ်သားအိမ်လေးစီပြန်ရောက်တဲ့အခါကျွန်တော်အချိန်မဆွဲတော့ပဲတရားထိုင်ပြီးဝိညာဉ်တီးတွေရဲ့အစွမ်းကိုအပြည့်အဝဆုပ်ယူလိုက်တယ်ခဏအကြာမှာတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအင်တွေပောက်ကွဲထွက်လာပြီး level 3ကိုအောင်မြင်စွာရောက်ရှိသွားတယ်ဒီနှုန်းနဲ့ဆိုရင်နောက်2လအတွင်းအထွက်ထိပ်ကိုရောက်နိုင်ပါတယ်ကျန်ဟူ
မင်းဆောင်နေလိုက်ဦးငါ level 9ရောက်တာနဲ့မင်းကိုကိုယ်တိုင်ပညာပေးပြီးဒီနေ့အချက်ကွဲမှုကိုပြန်ချေဖြတ်ပြမယ်ဒါပေမဲ့အခုလောလောဆယ်လုပ်စရာတစ်ခုရှိသေးတယ်ငါ level 3ရောက်ပြီဆိုတော့ဂိုင်းရဲ့စီးမြင့်ရအောက်ခြေမော်ပညာရက်တွေကိုတွားရောက်ထုတ်ယူလို့ရပြီးမော်ပညာမရှိရင်ကျင့်ကြံမှုအဆင့်တက်ပေမဲ့တကယ်စွမ်းအားကိုထုတ်သုံးနိုင်မှာမဟုတ်ဘူးကျွန်တော်သိရတာကဂိုင်းမှာလာတိုင်း15ရက်နေ့ဆိုရင်အစီကံတပည့်တွေကနေအပြင်စီးတပည့်အဖြစ်ပြောင်းလဲဖို့လူရွေးပွဲရှိတယ်အဲ့ဒီအတွက်အချက်3ချက်ထဲကတက်ခုနဲ့ကိုက်ညီရမယ်တထူးချုံတဲ့ဝိညာဉ်မြင့် spiritual root ရှိရမယ်နေ့အသက်25နှစ်မပြည့်ခင် level 3ကိုရောက်ရမယ်သုံးစေးဖို့ဆက်ခြင်းဒါမှမဟုတ်အခြားအတတ်ပညာတစ်ခုခုမှထူးချွန်ရမယ်အခုဆိုရင်ကျွန်တော်ကဒုတိယအချက်နဲ့ကိုက်ညီနေပြီဒါကြောင့်နောက်လာလူရွေးပွဲကိုကျွန်တော်တေချာပေါက်တက်ရောက်သွားမှာပါနောက်တနေ့မနေ့စောစောမှာပဲကျွန်တော်ဟာအမြဲတမ်းလိုတတိ channel မှာပေါင်းတင်မျောစာကျွေးရင်အလုပ်ရှုပ်နေခဲ့တယ်အလုပ်လုပ်နေရင်းနဲ့လည်းကျန်းဟူကိုဘယ်လိုလက်စားချေရမလဲဆိုတာကိုပဲတစ်ချိန်လုံးစဉ်းစားနေမိတယ်ကျန်းဟူရဲ့ဘေးမှာကသူ့တပည့်တွေအမြဲရှိနေတတ်တယ်လို့သူ့ရဲ့ကြင်ကြံမှုအဆင့်ကလည်းကျွန်တော်ထပ်တာနေသေးတယ်သူနဲ့တောင်းတိုက်မယ်ဆိုရင်လက်စားမချေနိုင်တဲ့အပြင်ဂိုင်းတာချင်းချရင်းတက်ဖြစ်တယ်ဆိုတဲ့ပြစ်မှုနဲ့ကျွန်တော်ပါအပြစ်ပေးခံရနိုင်တယ်ဒါကြောင့်ဘယ်သူမှမသိနိုင်မဲ့နီလန်းနဲ့ကျန်းဟူကိုဖယ်ရှားပစ်ဖို့နီလက်ရှာရမယ်အဲ့ဒီအချိန်မှာပဲတစ်ပင်အောက်မှာတွားနေတဲ့ပိုးကောင်ကိုမြင်လိုက်ရပြီးအကြံတစ်ခုရသွားတယ်အရင်ကပိုးကောင်တွေနဲ့စမ်းတက်ခဲ့ဘူးတာတွေကိုပြန်တရိယာမိတာပါငါသာရှက်ရွှင်တိန်ကိုတုံးပြီးဒီပိုးကောင်ကိုမျိုးဗီဇပြောင်းလဲသွားအောင်လုပ်နိုင်ရင်ရောတို့တွေးမိလိုက်တယ်အဲ့ဒီလိုနဲ့အစိတ်ပြင်းတဲ့ပိုးကောင်ဖြစ်ပြောင်းလဲပြီးကျန်းဟူကိုတက်ခိုင်းမယ်ဆိုရင်ဂိုင်းကစုံစမ်းစစ်ဆေးရင်တော့တော်တိုင်းစိတ်ကောင်ကြိုက်တာလို့ပဲထင်သွားကြမှာပါကျွန်တော်ကဘယ်သူမှတန်တရားဝင်မှာမဟုတ်ဘူးဒါပေမဲ့ပြဿနာကအဲ့ဒီပိုးကောင်ကိုငါစကားနားထောင်အောင်ဘယ်လိုလုပ်မလဲဆိုတာပဲဂိုင်းကအကြီးကဲတွေမှာလည်းကိုပိုင်ဆောင်ရှောက်သားရဲတွေရှိကြတယ်တားရဲတွေကိုထိန်းချုပ်တဲ့နီလန်းတွေကအများကြီးရှိပေမဲ့အရှင်းဆုံးနဲ့အကြီးရောက်ဆုံးနီလန်းကတော့တွေးနဲ့အရှင်းသခင်ဖြစ်တဲ့မချင်းပဲကိုယ့်ရဲ့တွေးကိုတားရဲစီမှာအဆက်ချပြီးဆက်သွယ်မှုတိစောက်တာပါကျွန်တော်လည်းဒီပိုးကောင်ကိုကျွန်တော်တွေးအရင်တိုက်ပြီးမှရှက်ရွှင်တိန်နဲ့ထည့်ကြုံမယ်ဆိုရင်သူကကျွန်တော်စကားကိုနားထောင်လာမလားဆိုတာသိချင်နေပြီးဒီညတော့တေချာပေါက်စမ်းတက်ကြည့်ရမယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီလိုစဉ်းစားနေတော့မှပဲအဝေးကနေခြေတံတွေကြားလိုက်ရတယ်ကြည့်လိုက်တော့အစီခံတွေရဲ့အုပ်ချုပ်ရေးမှုချမ်ဘိုးနဲ့အခြားအစီခံတပည့်တချို့တတိလာကူဖို့ရောက်လာတာပါလင်းချန်ဒီကိုလာပြီးတတိကူလာကူလိုက်ဦးလို့ချမ်ဘိုးကလှမ်းအောင်ပြောတယ်ကျွန်တော်လည်းလက်ထဲကအလုပ်တွေကိုချပြီးသူ့စီအမြန်သွားလိုက်တယ်ချမ်ဘိုးကတစ်ပင်တွေကိုတစ်ချက်ကြည့်လိုက်ပြီးမျက်မှောင်ကျုပ်သွားတယ်ဒါဘယ်လိုဖြစ်တာလဲဝိညာဉ်သီးတွေကမနေ့ကထက်စားရင်အများကြီးလျော့နေပါလားလို့သူကမေးတယ်ပြီးတော့ကျွန်တော်ကိုစူးစိုက်ကြည့်ပြီးလင်းချန်မင်းမနေ့ကအလက်စားဝိညာဉ်သီးတွေကိုခိုးစားလိုက်တာလားလို့မေးခွန်းထုတ်လိုက်တဲ့အခါကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားပါတော့တယ်ချမ်ဘိုကကျွန်တော်ကိုတန်တရားနဲ့မေးခွန်းထုတ်တဲ့အခါကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားပြီမဲ့ချက်ချင်းပဲတီတီငိမ့်ငိမ့်နဲ့ပြန်ရှင်းပြလိုက်ပါတယ်ချမ်ဘိုကျွန်တော်ကိုဆွဆွဲတာမတရားဘူးဗျအလက်စားဝိညာဉ်သီးဆိုတာအပြင်စီးတပည့်တွေပဲစားခွင့်ရှိတာလေကျွန်တော်တို့အစီခံတပည့်တယောက်ကဘယ်လောက်ပဲတတိရှိဒါမျိုးကိုခိုးစားရဲပါမလားလို့ပြောလိုက်တယ်တကယ်တော့မနေ့ကကျန်းဟူလာလူသွားတာကိုပြောပြဖို့စဉ်းစားမိသေးတယ်ဒါပေမဲ့ပြန်တွေးကြည့်တော့ကျန်းဟူကချမ်ဘိုကိုအမြဲတမ်းလက်ထိုးနေကြပဲလေကျွန်တော်ပြောပြရင်လည်းချမ်ဘိုကကျန်းဟူကိုအေးအေးယူမှာမဟုတ်တဲ့အပြင်ကျန်းဟူကိုပြန်တိုင်ပြောလို့ကျွန်တော်ပဲဒုက္ခရောက်ဦးမယ်အဆိုးဆုံးကတော့ကျွန်တော်ကကျန်းအခုကိုအစီအစဉ်နဲ့လောက်ကြံဖို့ပြင်နေတာဆိုတော့အခုချိန်မှာသူနဲ့တောင်ပြဿနာဖြစ်ထားရင်သူတည်သွားတဲ့အခါကျွန်တော်ပဲပထမဆုံးတန်တရားခံရဆုံးလူဖြစ်သွားလိမ့်မယ်ဒါကြောင့်ကျွန်တော်ကဆက်ပြီးအကြောင်းပြချက်ပေးလိုက်တယ်ကြည့်ပါဦးချမ်ဘိုရဲ့ဒီလောက်ရော့သွားတဲ့ပမာဏကအနည်းဆုံးအလုံး90လောက်ရှိတာလေကျွန်တော်လိုလူတစ်ယောက်ကတညာလေးနဲ့ဓာတ်တွေအကုန်ဘယ်လိုကုန်အောင်စားနိုင်မှာလဲလို့ပြောတော့ချမ်ဘိုလည်းစဉ်းစားသွားတယ်ဒါဆိုမင်းညကထူးထူးခြားခြားခြေတံတွေဘာတွေမကြားဘူးလားတယောက်ခိုးဝင်တာများကိုရောလို့သူကထပ်မေးတယ်ကျွန်တော်လည်းဘာမှမသိတယ်လို့ပဲမင်းညကအိတ်ခါနီးထိတော့တေချာစစ်ဆေးခဲ့ပါတယ်ဘာမှထူးခြားတာမရှိဘူးအိတ်ပျော်သွားပြီးနောက်ပိုင်းတော့မသိတော့ဘူးပြက်လို့ဖြေလိုက်တယ်ချမ်ဘိုလည်းဘလို့မှမေးမရတော့တာနဲ့နောက်ဆုံးတော့ကဲထားလိုက်တော့နောက်ဆိုရင်ညဘက်အိတ်ရင်တတိနဲ့အိတ်တကယ်လို့ထူးခြားတာရှိရင်ချက်ချင်းထားကြည့်နောက်တစ်ခါထပ်ပြောက်ရင်တော့မင်းတာဝန်မဲ့လို့တတိပေးပြီးထွက်သွားတယ်ကျွန်တော်လည်းခေါင်းချင်းပြပြီးသူထွက်သွားမှာပဲရင်ထဲကအလုံးကြီးကျသွားပါတော့တယ်